ဒီတစ်ပတ်အတွက်ပထမဦးဆုံးဖြည့်ဆိုရမယ့်မိကွန်းကတော့အကောက်ပိုင်ရှင်ထွန်းထွန်း hair style ကနေပြီးတော့မေးထားတာဖြစ်ပါတယ်။မြင်မြင်လာတဲ့မိကွန်းကတော့ဆရာမင်္ဂလာပါကျွန်တော်သိချင်တဲ့မိကွန်းလေးကဘုန်းကြီးဝတ်ပြီးလူပြန်ထွက်တဲ့အခါမှာဘုန်းကြီးစပင်မထားကောင်းဘူးဆိုပြီးတော့ကတုံးပြန်တုံးကြပါတယ်ဆရာ။ဘုန်းကြီးဘဝကသုံးခဲ့တဲ့အသုံးတဲ့တာတွေဖက်နှက်ခေါင်းအောင်ချင်းတောင်ငွေအဲ့တွေကြတော့အကုန်ပြန်တယ်ကြပါတယ်။အဓိကသိချင်တာကတော့လူပြန်ထွက်လို့ခေါင်းပြန်မတုံးဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးအကျိုးဆက်တွေဖြစ်မလဲပြန်ပြီးတော့မတုံးရင်ကောမရဘူးလားဆရာဆိုပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်ဘုန်းကြီးဝတ်ပြီးတော့လူပြန်ထွက်တာကိုကျွန်တော်တို့သိက္ခာချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသိက္ခာချတဲ့အခါမှာအခက်ကြီး6ခုရှိတယ်ဗျာဒါကိုတကယ်အခက်လို့ခေါ်တာပေါ့အဲ့ဒါအမတန်သိထားတဲ့ဟာပေါ့အဲ့ဒါဘာလဲလို့ဆိုတော့စိတ်ခေတ်ကာလပယောဂပုဂ္ဂလဝိဇာဏနာလို့ဆိုတာ6ခုရှိတယ်အဲ့တော့စိတ်ဆိုတာဘာလဲဆိုရင်အတူလေးပဲပြောရမယ်တကယ်တမ်းသိက္ခာချလူထွက်လို့တဲ့စိတ်ရှိရမယ်စိတ်ပါလက်ပါရှိရမယ်အကယ်၍သူကလည်းစိတ်မပါဘူးမထွက်ချင်ဘူးပေါ့နော်စိတ်ကဒါပေမဲ့ပြောင်းလောင်ပြီးပြောတာမျိုးတွေပေါ့သို့မဟုတ်တယောက်ယောက်ကအတင်းဆွဲထွက်တာတွေအဲ့ဒါဆိုရင်သူကလူမဖြစ်ဘူးနော်ယဟန်လိုပဲဘုန်းကြီးပဲဖြစ်တယ်ဒါကြောင့်အဲ့ဒါအရေးကြီးတယ်စိတ်ပါလက်ပါဖြစ်ရမယ်နောက်ခေတ်ဆိုတာကအဲ့ဒီဘုန်းကြီးထွက်တဲ့အခါမှာပြောဆိုရတဲ့စကားရှိတယ်ပေါ့အဲ့ဒါကိုခေတ်ဆိုတာပုတ်အခရာကိုပြောတာပါခေတ်ပုတ်လို့ခေါ်တာပေါ့နော်ဒါသာသနာစကားနဲ့ဆိုအဲ့ဒါဘာလဲဆိုတော့တမဏေရောတိမန်ဒါဒေထဂိရိတိမန်ဒါဒေထပေါ့နော်အဲ့လိုမျိုးပြောဆိုရတာရှိတယ်မြန်မာလိုပြောရင်တော့တပြည့်တော်ကိုရှင်သာမဏေဖြစ်တတ်မှတ်တော်မူပါတတ်မှတ်တော်မူပါကုန်ပေါ့နော်လူဝတ်တောင်ဖြစ်တတ်မှတ်တော်မူပါကုန်ဆိုပြီးအဲ့လိုမျိုးပြောရတယ်အဲ့လိုပြောတဲ့အခါမှာနားထောင်တဲ့လူရောပြောတဲ့လူရောသူတို့နားလည်တဲ့စကားတစ်ခုနဲ့နှစ်ဖက်ဦးနားလည်တဲ့စကားတစ်ခုနဲ့ပြောကိုပြောရတယ်ပေါ့ဒါကိုခေတ်ပုတ်လို့ခေါ်တာပေါ့နော်ဒါစိတ်ခေတ်ပေါ့နောက်ကာလဆိုတဲ့အခါမှာခုနဓာရိထပေါ့နော်ဓာရိဟိဓာရိထအစရှိသည်ပြင်ပေါ့ပြောတဲ့အခါမှာပြစ္ဆုတ်ပံကာလကိုပဲညီညွတ်ရမယ်လို့ပြောတယ်ဆိုလိုတာကမှတ်ပြီးတော်မူပါကုန်လို့ပြောတာပေါ့နော်ဒါဒီနေရာမှာမှတ်ပြီးတော်မူညာအံ့လို့မှတ်ပြီးတော်မူခဲ့လေပြီလို့အဲ့လိုအနာဂတ်ကိုညွှန်းတယ်လို့မျိုးအတိတ်ကဖြစ်ခဲ့တယ်လို့မျိုးပြောလို့မရဘူးတဲ့အဲ့ဒါဆိုသိက္ခာမကြဘူးပေါ့နော်အဲ့တော့စိတ်ခေတ်ကာလနောက်ပယောဂဆိုတာဝစီပယောဂဝစီကံအနေနဲ့အတန်ထွက်ပြီးပြောဖို့ပြောရမယ်အဲ့ဒီကိစ္စကိုဆိုလိုတာကဟိုစာရေးပြီးပြတာတို့ body language sign language နဲ့လုပ်ပြီးတော့လူထွက်လို့တဲ့ပုံစံလုပ်တာတို့မရဘူးပေါ့နော်အဲ့ဒါစိတ်ခေတ်ကာလပယောဂနောက်ပြီးတော့ပုဂ္ဂလဆိုတာအဲ့ခုနနှစ်ဦးနှစ်ဖက်အဲ့ဒီပြောဆိုတဲ့လူရောနားထောင်တဲ့လူရောနှစ်ဦးနှစ်ဖက်ကဟိုတွေးပြက်နေတဲ့အယူတွေမဖြစ်ရဘူးတွေးတဲ့ဟာမျိုးတွေမဖြစ်ရဘူးနောက်ဘလူတစ်ဖက်ဖန်ဆားထားတဲ့အခြေအနေမျိုးမှမဖြစ်ရဘူးရောင်ကတန်းပြောတဲ့လူမျိုးမဖြစ်ရဘူးနောက်တစ်ခါဟိုကျမ်းမာရေးအရန်ချိုးတက်ပြီးတော့ပေါ့နော်တော်တော်ကြီးဖြစ်နေတဲ့အခြေအနေမျိုးလည်းမဖြစ်ရဘူးပေါ့ဒါကြောင့်တနည်းအားဖြင့်ပြောရင်တော့ဟိုအမတန်ဖြူစင်တန်ရှင်းပြီးကျမ်းမာရေးကောင်းတဲ့အခြေအနေမှာနှစ်ဦးနှစ်ဖက်ရှိနေရမယ်အဲ့ဒါစိတ်ခေတ်ကာလဘယောကပုဂ္ဂလပေါ့နော်နောက်ဝိဇာဏနာနောက်ဆုံးတစ်ချက်ကဝိဇာဏနာဆိုတာအဲ့ဒါလိုပြောဆိုနေတဲ့အချိန်မှာနားထောင်တဲ့လူရောကြည့်နေတဲ့လူရောသိနေတဲ့လူရောအကုန်လုံးကသူတို့ကလူထွက်ချင်းကိစ္စကိုပြောနေတာပဲအဲ့ဒါအားလုံးအဲ့လိုမျိုးရှင်းရှင်းလင်းလင်းသိနားလည်ရမယ်အဲ့ဒီ6ချက်ညီမှဘုံကြီးဘောကနေလူဖြစ်ကိုရောက်တယ်သိခါကြတယ်ပေါ့နော်အဲ့ဒီချက်ကိုဆိုလိုတာမငြင်းညွတ်ဘူးတစ်ခုခုချွတ်ရင်းနေတယ်ဆိုရင်မဖြစ်ဘူးလူပြန်မဖြစ်ဘူးအမှန်တန်တော်တော်ခက်တယ်အဲ့6ချက်သလုံးညီညွတ်ဖို့ဆိုတော့လည်းပြန်စဉ်းစားကြည့်ဆိုပါစို့ဆရာဘုန်းကြီးတစ်ပါးကနေပြီးတော့လူထွက်မယ်ပေါ့ဗျာဒုံလဘကိုကဲလာထိုင်လိုက်ဆိုပြီးတော့ခုနပြောတဲ့တာမဏေရောတိမန်ဒါရိထဂိရိတိမန်ဒါရိထပြောလိုက်ဆိုကြတယ်ဒါပေမဲ့ဒီအဓိပ္ပာယ်ကိုမသိဘူးဆိုရင်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်ရောနားထောင်တဲ့ပုဂ္ဂိုလ်ရောနားမလည်ကြဘူးဆိုရင်စိတ်ပါလက်ပါမဖြစ်ကြဘူးဆိုရင်လူမဖြစ်ဘူးယဟန်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဆိုးကျိုးတွေဖြစ်တာပေါ့အဲ့သူကလူဖြစ်တဲ့ထင်ပြီးတော့လူစားလဲသွားပြီမဲ့လူမဖြစ်ပြီမဲ့ဟိုကသွားတော့အိမ်မှာစားပါတော့လေမိသားစုနဲ့နေတဲ့ဇနီးမယားနဲ့နေပါရဇိကကြာတော့ဆိုးကျိုးဖြစ်တာပေါ့နောင်အဲ့ဒီပုဂ္ဂိုလ်ဟာယဟန်ဘယ်အချိန်ပဲပြန်ဖို့ပေါ့ဒုံလဘပဲပြန်ဖို့ပေါ့နော်ဆရာတော်ကြီးအပါ1000လောက်ပဲသိမှလို့မဖြစ်တော့ယဟန်မဖြစ်တော့အဲ့လိုဆိုးကျိုးတွေရတယ်ဒါမှမဟုတ်လို့သူအသက်ကြီးရင်လို့တန်ဝေကဖြစ်လို့ယဟန်ဘောင်ဝင်မယ်ဆိုလည်းပဲမဖြစ်တော့ဘူးယဟန်မဖြစ်ရင်သူဘာဖြစ်မလဲကျန်တဲ့ဆရာတော်တွေကသိမှာမဟုတ်ဘူးလေသူဟိုမှာတည်းကသိခါမစင်ခဲ့တယ်မဖြစ်ရင်သူဘာဖြစ်မလဲယဟန်နေနဲ့သူ့ကိုယ်သူဖြစ်တယ်ထင်ပြီးတော့အတူနေအတူစားအတူတိုင်းဥပုပ်ပြုရှောက်လို့ဟိုတွေကလည်းယဟန်မှတ်ပြီးတော့ထိုင်ကြတော့လူတွေရတယ်အခုဆိုအကြီးကျယ်ပဲသာသနာမှာအဆုံးရှုံးမှုအများကြီးပဲနောက်ဆုံးချင်းသူဟိုထေကြီးဝါကြီးဖြစ်သွားလို့တိမ်ဝင်ပြီးတော့တခြားတစ်ပါးကိုပဲသွားပြုသူပြန်ပြက်နေတာပေါ့ဗျာနော်အမတန်ဆိုးတယ်အဲကြောင့်အဲ့ဒီ6ချက်ကအဓိကမင်းမယ်နော်စိတ်ခေတ်ကာလဘယောကပုဂ္ဂလဝိဇာဏနာအဲ့ဒါတကယ်အခက်အခုမေးထားတဲ့ဟာအခက်မဟုတ်ဘူးနော်ဘုန်းကြီးလူတဲ့သပင်ကဒီချက်ကိုပြန်လာပြီး
ပါတင်လားမပါတင်လားတုံးရလားဆိုတာလေအဲ့ဒါကတကယ်ခက်မဟုတ်ဘူးအဲ့ဒါအဝေးခက်ဆိုတာအဝေးကနေကိုယ့်အကူခက်နေတာကျွန်တော်တခုပြောပြမယ်ရဟန်းပေါင်းကိုဝင်ရင်လူအသင်ကိုဖျက်ရတယ်ပြီးတော့မှဟလာဟိုဝိညာဉ်သင်္ကံပရိသံ၅ပါးနဲ့ပေါ့နော်တိမ်ဝင်ပြီးတော့လှုပ်တော့မှပြင်စင်ကပစင်းဖြစ်တယ်အရင်ဆုံးလှုပ်ရမှာကဘာလဲဆိုရင်လူအသင်ကိုဖျက်ရတာဘာကြောင့်လဲလူအသင်ဟာအားနည်းတယ်အရတ္တဖို့မဆောင်နိုင်ဘူးရုံညံ့ခြင်းသဘောရှိတယ်ဒါကြောင့်အရင်ဖြတ်တာဖြစ်တဲ့အတွက်ပါဠိတော်ရှိတယ်ပထမံကေတမတ်တုံဩဟာရိတောဆိုတာရှေးဥစွာဆံမိုးစိတ်ကျင်စွဲကိုပယ်ရတယ်ဆိုတာလူအသင်ကိုဖျက်ပြရတာအဲ့ဒါလိုပယ်ပြီးတော့မှယဟန်ပေါင်ကိုခုနကပြင်စင်ကဆိုတဲ့၅ချက်နဲ့ညီအောင်ဝင်ရတယ်ဒါဖြင့်ဝင်ပြီးတော့ယဟန်ပြစ်ပြီးတော့လူပြန်ထွက်မယ်အဲ့ဒါဆိုရင်ပစ္စည်းမံကေတမတ်တုံဩဟာရိတောလို့မလာတော့ဘူးစားမရှိဘူးပထမံကေတမတ်တုံမရှိတယ်အဝင်မှာပဲအဲ့ဒါဖျက်ရတယ်လူအထွက်မှာအဲ့ဒီသပင်ရိတ်ဓာတ်တို့ဘာတို့မိုးစိတ်မလိုဘူးဘာမှမလိုစားထဲမှာမရှိတဲ့အယူတစ်ခုရှိတယ်ဆိုပြီးလုံနေရင်အဲတခြားဒိဋ္ဌိလာပြင်းရင်တော့ကြိုက်မှာမဟုတ်ဘူးအဲ့ဒါဘာလဲလို့ဆိုရင်စာမတက်လို့တက်ပြန်တော့လည်းပဲမဖတ်လို့ဖတ်ပြန်တော့လည်းပဲမနှံ့လို့အဲ့မဟုတ်တဲ့အယူတစ်ခုဟုတ်တယ်လို့လုံနေတာအဲ့ဒါအနည်းရှင်းအောင်ပြောချင်တာပေါ့နော်အဲ့တော့နောက်တစ်ခုကဒါအဝေးခက်ပေါ့နော်အတွေးခက်ဆိုတာရှိသေးတယ်ခုနပြောတဲ့ပထမံကေတမတ်တုံဩဟာရိတောပထမံရှေးဥစွာဆံမိုးစိတ်ကျင်စွဲကိုပယ်တယ်ဆိုတော့တချို့ကတွေးကြသေးတယ်ဒါဒီဟိုတုန်းကပြန်တဲ့ဟာပေါ့အတူပဲပြောပါမယ်ကျွန်တော်အကျယ်ပြောဖို့ပါတယ်အဲ့ဒါဘာလဲဆိုတော့ကေဇမတ်တုံကေဇဆိုတာသပင်ပေါ့မတ်တုဆိုတဲ့မတ်တုံဆိုတာမိုးစိတ်ရဲ့ကျင်စွဲပတိုင်းမွေးရပေါ့နှခမ်းမွေးမပါဘူးဆိုပြီးတော့နှခမ်းမွေးထားကြတာရှိတယ်ဘယ်လောက်ထိထားလဲဆိုဘုရားရှင်လူတော်တွေမှာပါနှခမ်းမွေးတက်တယ်ဒီလိုပြန်အရှင်ညာဏဝန္တဆိုတာလှုပ်ခဲ့ဘူးလေဂိုင်းပေါ်ခဲ့ဘူးလေနောက်တော့အမြင်မှန်ဖြစ်ပြီးတော့ဆွန့်လွတ်သွားတယ်မန်ဒီတို့လေဒီတို့ခက်ကပေါ့နော်အဲ့ဒါဘာလဲဆိုအတွေးခတ်တာထေရဝါဒဗုဒ္ဓဘာသာမှာကတော့ပါဠိပိဋကမှာမတ်တုဆိုတဲ့ဟာကေဇဆိုတာတော့သပင်အကုန်သိရကေဇပေါ့နော်မတ်တုဆိုတဲ့ဟာဘာလဲဆိုပုမမှုခေမတ်တုဝုတ်တံလို့ပြောတာပုမမှုခေယောက်ျားမျက်နှာ၌ပေါက်သောအမွေးကိုမတ်တုဟူရဲ့ဝုတ်တံခေါ်ဆိုအပ်ပြီးယောက်ျားမျက်နှာ၌ပေါက်သောအမွေးဆိုတာမိုးစိတ်ရှိတယ်ကျင်သွယ်ရှိတယ်နှခမ်းမွေးရှိတယ်ဒါကြောင့်ပယ်တဲ့ခါမှာကေဇမတ်တုံဩဟာရိတောမှာနှခမ်းမွေးပါသွားတယ်အဲ့ဒါကိုနားမလဲတော့ယောက်ျားမျက်နှာ၌ပေါက်သောအမွေးဆိုတစ်ခါထပ်ချော်သွားပြန်ရောမျက်ခုံးမွေးလည်းပါတယ်ဆိုပြီးကြိတ်တော့ရိုးရဖုံကြီးမျက်နှာပြောင်ကြီးဖြစ်တယ်မဟုတ်ဘူးအဲ့ဒါအတွေးခတ်တယ်အမှန်တကယ်ကစာတစ်ခုကိုဖတ်ပြီးဆိုရင်ဟိုဒါဓမ္မစရိယဧဝသဒ္ဓမှာသူသိပါပါတယ်ဂေဓပ္ပတနိဝုတေတပ္ပတအနုညာတ္ထဆိုတာ၃ခုရှိတယ်ဂေဓပ္ပတဆိုတာယူအပ်သောအနဲ့နိဝုတေတပ္ပတဆိုတာမယူအပ်သောအနဲ့ပေါ့နော်ဒီနေရာမှာမတ်တုဆိုတဲ့ဟာပုမမှုခေမတ်တုဝုတ်တံဆိုတဲ့ယောက်ျားမျက်နှာနဲ့ပေါက်သောအမွေးမှာဂေဓပ္ပတယူအပ်သောအနဲ့ဒီနှခမ်းမွေးပါတယ်မိုးစိတ်ဒီဟာလေးမှမဟုတ်ဘူးပတိုင်းမှမဟုတ်မယူအပ်သောအနဲ့ကမျက်ခုံးမွေးမပါဘူးမယူအပ်ဘူးမျက်ခုံးမွေးဆိုတာမိမမျက်နှာမှာလည်းရှိတယ်ဒါကြောင့်မယူအပ်တဲ့အနဲ့ကိုပေးရတယ်နော်ဒါကြောင့်ပြောရင်တကယ်အခက်ရဲ့အဝေးခက်ရဲ့အတွေးခက်ရဲ့တကယ်အခက်6ခုအဲ့ဒါကိုစကြနနာလုပ်ရမယ်။ဘာကြောင့်လဲလို့ဆိုတော့ယဟန်နဲ့ရှင်သာမဏေနဲ့ကွာတယ်ဆန့်ကျင်ပဲ။ရှင်သာမဏေကအဝင်ခက်တယ်အထွက်လဲတယ်။ကိုရင်ဝတ်တာလွယ်ခက်တယ်။တရဏဂုံလေးဆိုယုံမြလို့ပြောပေမဲ့အဲ့ဒီတရဏဂုံထန်တဲ့ကတိုင်းနဲ့မဆိုရင်မဖြစ်ဘူး။ကျွန်တော်တို့ရိုးဖျားရှိခိုးနေတဲ့တရဏဂုံအတန်နဲ့မရဘူး။အဲ့ဒါကြောင့်အဝင်ခက်တယ်ကလေးငယ်လေးလည်းဖြစ်။အထွက်ကလွယ်တယ်။ဧကတိဖယ်ပြီးကြောင်းကြိုက်တိုင်းပြီးသွားပြီအဲ့ကိုရင်မဟုတ်တော့ဘူး။ယဟန်ကြတော့အဝင်လွယ်တယ်။အဲ့ခုနကပြောတဲ့ဝိညာဉ်သင်္ကပရိသန်နဲ့ကမောဖတ်လိုက်ရင်ဖြစ်သွားအောင်အထွက်ခက်တယ်ခုန6ချက်စိတ်ခေကာလပယောကဟလာပုဂ္ဂလဝိဇာဏနာအဲ့တကယ်အခက်ကိုပဲလေ့လာပါအထုတ်ပါသာသနာမှာအမတန်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်တတ်တယ်ခုနအဝေးခက်ကတော့မလိုဘူးเนาะပြန်ရိပ်စရာမလိုပါဘူးเนาะအဲ့ဒါကြောင့်ဟိုအဝင်မှာပဲဒါလူအသင်ကိုဖြတ်လို့လောက်ရတာလို့လူရင်းတူရှင်ပြေကြလို့ပါတယ်